အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ job interview အထူးသဖြင့်ဒီအာရှနိုင်ငံတွေမှာ job interview သွားတဲ့အခါဘယ်လို prepare လုပ်ရမလဲဘာတွေလုပ်သင့်တယ်လဲဘာတွေကမလုပ်သင့်ဘူးလဲ interview questions တွေကိုဘယ်လိုဖြေဆိုရမလဲ interviewer ကိုပြန်မေးလို့ရတဲ့မေးခွန်းအချို့တွေကို sharing လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ interview အတွက်ဘာတွေ prepare လုပ်ရမလဲနံပါတ်1 company အကြောင်းကို research လုပ်ရပါမယ် company ကဘာလုပ်တဲ့ company လဲဘယ်လို products တွေဒါမှမဟုတ် services တွေပေးတဲ့ company လဲကိုလျှောက်တဲ့ position ကဘယ်လို responsibilities တွေရှိလဲဆိုတာကိုသိထားသင့်ပါတယ်နံပါတ်2 self introduction ကို practice လုပ်သွားဖို့လိုပါတယ်ကိုမိတ်ဆက်တဲ့အပိုင်းက almost every interview မှာမေးပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အလုပ်အတွေ့အကြုံကိုယ့်ရဲ့ skill set တွေပြီးလို့ရှိရင်ဘာကြောင့်မလို့ဒီအလုပ်ကိုရှောက်ချင်ရတာလဲဆိုတဲ့ဒီ self introduction ကို practice လုပ်သွားဖို့အရေးကြီးပါတယ်နံပါတ်3တစ်ချက်ကလိုအပ်မဲ့စာရွက်စာတမ်းတွေကိုပြင်ဆင်သွားဖို့လိုပါတယ်ကိုယ့်ရဲ့ resume တွေ certificate တွေ passport တွေရေးမဲ့လို့ရတဲ့စာအုပ်နဲ့ပေါ်ပင်စသည်ဖြင့်စာရွက်စာတမ်းတွေရေးသွားဖို့လိုအပ်ပါတယ်နံပါတ်4တစ်ချက်ကတော့ dress professionally ပေါ့ first impression ကအရန်ကိုအရေးကြီးပါတယ်ဒါကြောင့်မလို့ interview သွားတဲ့အခါအဝတ်အစားကိုတည်တည်တတ်ဝတ်ဆင်သွားဖို့ရအတွက်အရန်ကိုအရေးကြီးပါတယ်နံပါတ်5တစ်ချက်ကနောက်မကြပဲစောရောက်သွားဖို့လိုပါတယ် interview အချိန်မတိုင်ခင်10မိနစ်ကနေ15မိနစ်ရောက်တာကတော့အကောင်းဆုံးဖြစ်ပါတယ်ဟုတ်ပြီ interview do's and don'ts လုပ်တဲ့အရာတွေ interviewer နဲ့တွေ့တဲ့အခါမှာပြုံးလေးနဲ့ရည်ကြီး greet လုပ်ဆက်ရပါမယ်ဥပမာ Good morning thank you for having me today English accent က perfect ဖြစ်နေစရာမလိုပါဘူးဖြည်းနဲ့ရှင်းလင်းပြောနိုင်ရင်လုံလောက်ပါတယ်မေးလာတဲ့မေးခွန်းကိုအဆုံးအထိတည်ကြနားထောင်ပြီးမှဖြေဖို့လိုပါတယ်ပြီးလို့ရှိရင် be honest ရိုးသားရပါမယ်မသိရင်မသိဘူးလို့ရည်ကြီးပြောလို့ရပါတယ်ဥပမာ I'm still learning but I'm willing to learn ဟုတ်ပြီမလုပ်တဲ့အရာတွေကဘာတွေဖြစ်မလဲ previous company ရဲ့မကောင်းတဲ့အကြောင်းကိုမပြောမိဖို့လိုပါတယ်ဥပမာ my boss was very bad စသည်ဖြင့်ပေါ့နော် interview တဲ့အချိန်မှာဖုန်းလုံးဝမသုံးပါနဲ့မေးလာတဲ့မေးခွန်းတွေကို yes or no တလုံးတည်းနဲ့မဖြေပါနဲ့နည်းနည်းလေး explain လုပ်ပေးဖို့လိုပါတယ်ဆိုတော့ description ထဲမှာ common interview questions အချို့ကိုဖော်ပြထားပါတယ်တည်ကြပြင်ဆင်သွားမယ်ဆိုလို့ရှိရင် interview တိုင်းကိုအကောင်းဆုံးဖြေဆိုသွားနိုင်မှာဖြစ်ပါတယ် interview ဖြေဆိုဖို့ပြင်ဆင်နေကြတဲ့ညီငယ်ညီမငယ်များအားလုံး interview ကိုအကောင်းဆုံးဖြေဆိုအောင်မြင်နိုင်ကြပါစေ